အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အလောက်ရတာအရန်လွတ်ကူပြီးစားလို့အရန်ကောက်တဲ့ထိုင်းစစ်တိုင်းမုတ်ဖက်တုံနီးလေးကိုလာပြီးမျှဝေပေးတာပဲဖြစ်ပါတယ်ရှင်ကဲစပထမအနေနဲ့ပဇော်လေးတွေကိုကောက်ချိုးခေါ်နှွာပြီးတော့ချေးအီလေးတွေဖောက်ထားပေးပါမယ်ရှင်ကဲပဇော်လေးတွေလှုပ်ပြီးပြီဆိုရင်ပါထူငါးလေးတွေကိုကြော်ပေးပါမယ်ရှင်ပါထူငါးလေးကကြတော့ပေါက်ထားပြီးသားပါထူလေးပဲဖြစ်ပါတယ်ရှင်သူကကြတော့အသားအရမ်းများတယ်နော်ကဲသားလေးတွေကိုနှွာထားပေးပါမယ်ကပြီးလို့ရှိရင်ဝက်ဦးအသားချောင်းလေးတွေကိုလည်းလှီးပေးပါမယ်ရှင်ဝက်သားအချောင်းလေးပေါ့နော်သူကကြတော့ထိုင်းလို့ကြတော့မူရော့လို့ခေါ်တယ်ရှင်နော်ကဲပြီးလို့ရှိရင်ကြက်တော်ညီကိုလှီးထားပေးပါမယ်ဒါကြတော့ပါဝေတဲ့ပစ္စည်းလေးပေါ့နော်ကဲပြီးတော့ပဲတောင်းသေးသေးလေးတွေလှီးထားပေးပါမယ်ရှင်ပြီးရင်နနဘေးလေးလှီးထားပေးပါမယ်ရှင်နနဘေးကကြတော့ထိုင်းနနဘေးဖြစ်ပါတယ်ပြီးတော့ငရုတ်တီးပပလှီးထားပေးပါမယ်ပြီးလို့ရှိရင်တံပြာတီးလှီးထားပေးပါမယ်ရှင်ကဲပြီးပြီဆိုရင်စူနေတဲ့ရည်ထဲကိုခုနကအဝတ်သားချောင်းနဲ့ပဇော်ကိုပြုတ်ပေးပါမယ်ရှင်ပြုတ်တဲ့ချိန်မှာလည်းလိမ့်ဆက်စကတ်လောက်ဆိုရင်ရပါပြီရှင်နော်တအားကျက်စရာမလိုပါဘူးရှင်ကဲပြီးပြီဆိုလို့ရှိရင်မုတ်ဖက်တုံးမဲ့အရီကိုဆက်ရအောင်နော်ကဲပါလားအရီထည့်ပါတယ်ရှင်ပါလားအရီကြတော့ကိုမုတ်ဒီမုတ်ဖက်ရဲ့ပမာဏကိုကြည့်ပြီးတော့ထည့်လို့ရတယ်ရှင်နော်ပါလားရီထည့်တယ်ချို့ဟိုကတကြားထည့်တယ်ပြီးတော့နံပလာထည့်တယ်ရှင်နော်ပြီးတော့ချိုမုတ်နိုင်ငံထည့်ပါတယ်ပြီးတော့တံပြာရီထည့်ပါတယ်ရှင်ကိုအဲ့ဒီနေရာမှာဆိုရင်ကိုနေရအရတာကိုကြိုက်တဲ့အရတာမြည်လို့ရပါတယ်ရှင်နော်ကဲဒီနေ့ထားလေးဆိုရင်ပြီးသွားပါပြီရှင်နော်ကဲဒါဆိုလို့ရှိရင်မုတ်ဖက်လေးတွေကိုထည့်ပေးပါမယ်ကဲမုတ်ဖက်လေးကရှည်နေတဲ့အတွက်ကကြီးလေးနဲ့ညှက်ပေးလိုက်ပါမယ်နော်ကဲပြီးရင်ခုနနှော်ထားတဲ့အငါးသားလေးတွေထည့်ပေးပါမယ်လှီးထားတဲ့ပဲတုပ်လေးထည့်ပေးပါမယ်ရှင်ပြီးတော့နနပင်ကြက်တော်နီးထည့်ပါမယ်ငရုတ်တီးထည့်ပေးပါမယ်ရှင်ကြည့်ရင်လည်းစားချစ်စရာလေးပဲเนาะပြီးရင်ခုနပြုတ်ထားတဲ့ပဇော်နဲ့ဝက်သားချောင်းလေးထည့်ပေးပါမယ်ရှင်ကဲပြီးရင်ခုနဆက်ထားတဲ့နန်းပါလာအီထည့်ပေးပါမယ်ရှင်ကဲဒီနေထားလေးဆိုရင်အရန်ကိုစားကောက်တဲ့မုတ်ဖက်တုပ်လေးတစ်ပွဲပဲเนาะကိုအိမ်မှာမိသားစုလိုက်စားလို့လည်းရပါတယ်ရှင်ကဲအရွက်တွေကကြတော့ကိုကြိုက်တဲ့အရွက်နဲ့တွဲစားလို့ရပါတယ်ရှင်နော်ကဲဒီမုတ်ဖက်တုပ်တပွဲဆိုရင်ထမင်းမရှိလဲစားလို့ရတယ်ရှင်နော်ကဲဒီနေ့ထားလေးဆိုရင်အလုပ်ရတာလည်းအရန်လွယ်ကူပြီးစားလို့လည်းအရန်ကောက်တယ်မုတ်ဖက်တုပ်လေးတပွဲလည်းရသွားပြီဖြစ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်